တကြတဲ့ဖြစ်စေနိုင်တဲ့ကမ္ဘာပေါ်ကဈေးကြီးဆုံးတိရစ္ဆာန်များရွှေရင်ငွေတွေတန်ဖိုးကြီးတာကိုတော့လူတိုင်းသိကြပါတယ်ဒါပေမဲ့တိရစ္ဆာန်တစ်ကောင်ရဲ့တန်ဖိုးကရွှေရင်ငွေတွေထက်ကိုဈေးကြီးလို့နေပါတယ်ပိတ်သက်ကြီးအနေနဲ့တိရစ္ဆာန်တစ်ကောင်ရဲ့တန်ဖိုးကဒေါ်လာသန်းနဲ့ချီပြီးတန်ကြေးရှိတယ်ဆိုရင်ယုံနိုင်ပါမလားဟုတ်ပါတယ်တချို့သောတိရစ္ဆာန်တွေကရှားပါမှုတွေနဲ့သူတို့ရဲ့အသုံးဝင်မှုတွေကြောင့်ကမ္ဘာဈေးကမှမယုံနိုင်စရာဈေးနှုန်းတွေရှိပါတယ်ဒါကြောင့်ဒီကနေ့မှာတော့ကမ္ဘာပေါ်ကဒေါ်လာသန်းနဲ့ချီပြီးတန်ကြေးရှိတဲ့ကမ္ဘာတန်ဖိုးအကြီးဆုံးတိရစ္ဆာန်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1သမင်ဂျိုပိုးကောင်သူတို့ရဲ့ထင်ရှားတဲ့ဥကြုံပုံစံနဲ့ကြီးမားတဲ့ရွယ်စားပုံစံတွေကြောင့်ဝယ်ယူသူတွေရဲ့စိတ်ဝင်စားခြင်းခံရပါတယ်။တာမန်ပိုးကောင်လို့ထင်ရပေမဲ့ဂျပန်နဲ့ဥရောပဘက်ကလူတွေအတွက်ကတော့ရွှေတုံးရှည်ခဲတစ်ခုလိုပါပဲ။သူ့ရဲ့ခံကြားတဲ့ဂျိုတိုက်ခိုက်ရေးစွမ်းရည်နဲ့ရှားပါမှုတွေကြောင့်တချို့အကောင်တွေဆိုအမေရိကန်ဒေါ်လာသိန်းပေါင်းများစွာနဲ့ရောင်းဝယ်ဖြစ်ကြပါတယ်။လှမွေးလိမ့်ဆန်တွေအဖြစ်တာမကတချို့သူတွေကနားရောဂါကိုတောင်မှပျောက်ကင်းနိုင်တယ်လို့ယူဆတာကြောင့်သူတို့ရဲ့တကောင်ချင်းစီပြင်းပြတန်ဖိုးကဒေါ်လာ8900ထိကိုရှိပါတယ်။နံပါတ်2အနည်းရောင်ကြက်တူရွေကမ္ဘာတဝန်းမှာငှက်မမြူခြင်းကရေပန်းစားတာကြောင့်လူတွေကရောင်သွင်းစုံလင်လာတဲ့ငှက်တွေအတွက်ဒေါ်လာထောင်ချီပြီးပေးဝယ်ရတာကိုတော့အံ့ဩစရာဖြစ်မယ်မထင်ပါဘူး။အနည်းရောင်ကြက်တူရွေတွေဟာကမ္ဘာမှာတန်ဖိုးကြီးဆုံးငှက်တွေလည်းဖြစ်ပါတယ်။သူ့ရဲ့ကောက်နေတဲ့နှုတ်သီးကြီးမားတဲ့အမောင့်နဲ့ထူးခြားတဲ့နီအောင်မှတ်သားတွေကြောင့်ဒေါ်လာ16000ခန့်ထိတန်ဖိုးရှိပါတယ်။နံပါတ်3ဒီဘရာဇာမြောက်အဖြူရောင်မိုးစိမ်မွေးတွေနဲ့ဥကောင်းထိပ်ကထူးဆန်းတဲ့အမွှေးလေးတွေကြောင့်တမူထူးခြားတဲ့မြောက်တွေလည်းဖြစ်ပါတယ်။ဒီချစ်စရာကောင်းတဲ့မြောက်တွေကိုတော့အာဖရိကအလဲပိုင်းဒေသတွေမှာသာတွေ့ရတတ်ပြီးအရှားပါဆုံးသောမြောက်မျိုးစစ်တွေကလည်းဖြစ်ပါတယ်။မြောက်တစ်ကောင်ရဲ့ဈေးနှုန်းကတော့ဒေါ်လာ9000ကနေ1000ချားတွေရှိတတ်ပါတယ်။နံပါတ်4ချင်းသိပ်ဖြူချင်းသိပ်တွေကိုတော့အဝါရောင်လဲဆန်မွေးတွေနဲ့တောပင်တွေလိုလူသိများကြပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာချင်းသိပ်ဖြူတွေလည်းရှိပါသေးတယ်။ကမ္ဘာပေါ်မှာအရှားပါဆုံးနဲ့လှပဆုံးချင်းသိပ်တွေဖြစ်ပြီးကမ္ဘာတော်မှာချင်းသိပ်ဖြူကောင်းကြီး300ပဲရှိပါတယ်။ဒါကြောင့်ချင်းသိပ်ဖြူတစ်ကောင်ရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ14000ခန့်ထိရှိတတ်ပါတယ်။နံပါတ်5ပန်ဒါများပန်ဒါဝဝင်တွေဟာကမ္ဘာတော်မှာမျိုးတုံးလူနီနီဖြစ်နေတဲ့မျိုးစိတ်တွေထဲကတစ်ခုပါသူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံတွေကြောင့်လူကြိုက်လဲများကြပါတယ်ကမ္ဘာတော်ကတိရစ္ဆာန်ယုံတွေကပန်ဒါငှားရဖို့အတွက်တစ်နှစ်ကိုဒေါ်လာသန်းပေါင်းများစွာပေးရပါတယ်ဒါအပြင်ပန်ဒါတွေကတစ်နှစ်မှာတစ်ကြိမ်သာမွေးဖွားလေရှိပြီးသူတို့နေထိုင်ရာတောအုပ်တွေနှဲပါလာမှုနဲ့လူတွေရဲ့ဖမ်းဆီးခြင်းတွေကြောင့်မျိုးတုံးလူနီနီဖြစ်ခဲ့ရဘူးပါတယ်ဒါပေမဲ့ IUCN ရဲ့တရားဝင်စည်းရင်းအရ2016ခုနှစ်ကစလို့မျိုးတုံးမှုအန်နဲ့ရော်နေလာကြောင်းလည်းသိရပါတယ်နံပါတ်6တက္ကဆက်သိုးများတခြားသိုးတွေနဲ့မတူတဲ့တက္ကဆက်သိုးတွေရဲ့အသားကတန်ရှင်းပြီးအစီနေတာကြောင့်မွေးမြူရေးသမားတွေရဲ့အကြိုက်လည်းဖြစ်ပါတယ်တက္ကဆက်သိုးတစ်ကောင်ရဲ့ပြင်းပြတန်ကြီးကတော့အမေရိကန်ဒေါ်လာ1500ထိသာရှိတယ်လို့ဆိုပေမဲ့2009ခုနှစ်တုန်းကဆိုစကော့တလန်လယ်သမားတအုပ်ကလေလံပွဲတစ်ခုမှာဒေါ်လာ34,000ထိဝယ်ယူမှုတဲ့စံချိန်လည်းရှိပါတယ်နံပါတ်9ဂရေဘီမြင်းကြားအရှေ့အာဖရိကဒေသမှာရှိတဲ့ဂရေဘီမြင်းကြားတွေကတော့လွန်ရှားပါတဲ့မျိုးစိတ်တွေဖြစ်ပါတယ်ဘာကြောင့်ဈေးကြီးရတယ်လဲဆိုရင်တော့ကမ္ဘာပေါ်မှာဂရေဘီမြင်းကြားပလိမြင်းကြားမောင်တိန်မြင်းကြားဆိုပြီးမြင်းကြား3မျိုးရှိပါတယ်အဆိုပါမြင်းကြား3မျိုးထဲမှာဂရေဘီမြင်းကြားကအကြီးဆုံးနဲ့အနည်းဆုံးကျန်ရှိတဲ့မြင်းကြားဖြစ်ပါတယ်ဒါအပြင်မြင်းကြားမျိုးစိတ်တွေထဲမှာဂရေဘီမြင်းကြားကတက်တန်းရှည်ဆုံးမြင်းကြားမျိုးပဲဖြစ်ပါတယ်လက်ရှိချိန်မှာဆိုရင်တော့ဂရေဘီမြင်းကြားအကောင်ကြီး2000အောက်သာကျန်မှာတော့တယ်ဂရေဘီမြင်းကြားတစ်ကောင်ရဲ့တန်ဖိုးကတော့ဒေါ်လာ1သိန်းလို့ဆိုနိုင်ပေမဲ့ IUCN ရဲ့အကာအကွယ်အောက်မှာဖြစ်တာကြောင့်တရားဝင်ရောင်းဝယ်နိုင်ဖို့ကတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူးဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ယခုတင်ဆက်ထားတဲ့တိရစ္ဆာန်တွေကဘယ်တိရစ္ဆာန်ကိုမြန်ပိတ်သက်ကြီးကဈေးကြီးပေးပြီးဝယ်ယူခြင်းရတယ်လဲဆိုတာကိုပြောခဲ့ကြပါဦးဗီဒီယိုလေးကိုကြားနေကြတဲ့ဆို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်